မင်္ဂလာပါလူခဏစောင့်မယ်နော်မင်္ဂလာပါအားလုံးပဲကောင်းမွန်စွာနဲ့ကျမ်းမာရေးကျမ်းမာနဲ့ပြန်တွေ့ရတာပါပြီးတော့အားလုံးမင်္ဂလာပါကျွန်တော်အခုဗီဒီယိုစဟောပါမယ်နော်ဟင်းချက်နီးလေးပါလေစိတ်ဝင်စားလားကျွန်တော်တော့ဒီ page ကကျွန်တော်ဗီဒီယိုနဲ့ပတ်သက်တဲ့ page ဆိုတော့လေအဲကြောင့်မလို့ဟင်းချက်တာတင်တော့ဗီဒီယိုမဲ့တင်ရောအိမ်မနေနဲ့ချက်စီချက်တက်ချင်တယ်ဆိုရင်တော့တင်ပေးမယ်ဟင်းချက်နီးတွေအကုန်တက်ပြီးတော့စားတောက်ဆိုင်ဖွင့်ညင်စိတ်တွေပေါက်လာနေမယ်โอเคကျွန်တော်စားလိုက်အောင်နော်အဲ့တော့မနေ့ကအားလုံးကိုတယောက်ချင်းစီမင်္ဂလာပါလို့မနှုတ်ဆက်နိုင်တဲ့အတွက်ကြောင့်မလို့ဒီကနေပဲအားလုံးကိုမင်္ဂလာပါလို့ပဲဒီနေ့ကနေနှုတ်ဆက်တာပါတယ်အားလုံးပါအကုန်လုံးမိသားစုဝင်နေပြီပဲเนาะအကုန်လုံးမိသားစုဝင်နေပြီပဲအယုတ်ရောင်းတယ်ဝယ်မှာအယုတ်ကဝယ်မှာဆိုအယုတ်က8000ကျော်ဖြစ်နေတာမဝယ်တော့ကဲအဲ့တော့ကျွန်တော်တို့စလိုက်အောင်အဲ့တော့နေ့ကတနင်္ဂနွေသားသမီးတွေတို့ဟောပေးပါမယ်ဟုတ်ပြီဒီပုံစံလေးနဲ့ပဲ live လွှင့်ခွင့်ပြုပါနော်ရာတူတူကလည်းပူတဲ့အတွက်ကြောင့်အင်ကြီးစွတ်ကြဝတ်ထားပါတယ်သပင်တွေကလည်းရှည်နေပြီသပင်ညှက်ဖို့အတွက်သပင်ညှက်ဆိုင်တွေကမဖွင့်သေးတဲ့အတွက်ကြောင့်မလို့ဖြစ်တယ်လို့လေးပဲဟောခွင့်ပေးပါဒါအောင်မှဘေးဒင်ဆရာနဲ့မတူဘူးလို့လာပြောရင်လည်းကျွန်တော်လည်းမတက်နိုင်ပါဘူးဘေးဒင်ဆရာနဲ့မတူဘူးဆိုနောက်တစ်ခါ live လွှင့်ခံနေကြရင် beauty parlor သွားပြီးတော့တိတိကျကျအလှပြင်ပြီးလွှင့်ပေးပါမယ်အခုတော့တဲကြီးခံပြီးတော့ဒီပေတီပီစုပ်ပုံနဲ့ပဲ live လွှင့်အောင်နားထောင်ပေးပါလို့ဒီနေ့ကနေစင့်ပြောကြပါရစေဟုတ်ပြီနော်စအောင်နောက်ပိုင်းကတင်းငွေသားသမီးတွေကျွန်တော်တို့အလုပ်လုပ်တဲ့အခါမှာကိုယ်ပိုင်လုပ်ငန်းလှုပ်ဆောင်နေတဲ့တင်းငွေသားသမီးတွေဟာလုပ်ငန်းကိစ္စနဲ့ပတ်သက်ပြီးတော့အောင်မြင်မှုတွေရရှိလာမဲ့အချိန်ပိုင်းခြားတစ်ခုဖြစ်တယ်လုပ်ငန်းကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ငွေကြေးလက်လာပါတွေပေါများနေတဲ့အချိန်ဒီပိုင်းခြားတစ်ခုဖြစ်တယ်ရောင်းပန်းဝယ်ပန်းတာနေတဲ့အချိန်ပိုင်းခြားတစ်ခုဖြစ်တယ်ကုန်ပစ္စည်းနဲ့ပတ်သက်ပြီးတော့ကုန်လှောင်ကုန်ဝယ်တွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အားကောင်းနေတဲ့အချိန်ဒီပိုင်းခြားတစ်ခုဖြစ်ပါတယ်ငွေကြေးကိစ္စနဲ့ပတ်သက်ပြီးတော့တင်းငွေသားသမီးတွေကမနေ့ကငွေကြေးကိစ္စနဲ့ပတ်သက်ပြီးတော့လက်လာပါကောင်းနေရရှိနေတဲ့အချိန်ပန်းကြားတစ်ခုဖြစ်တယ်ငွေရဖို့အတွက်အခွင့်အလမ်းကောင်းနေငွေရနိုင်မှုအတွက်အလားလာကောင်းနေငွေရနိုင်တဲ့အလုပ်ကိုင်ကောင်းနေရရှိလာမယ့်အချိန်ပန်းကြားတစ်ခုဖြစ်တဲ့အတွက်ကြောင့်တင်းငွေသားသမီးတွေငွေကြေးလက်လာပပေါ်ကျွယ်နေတဲ့အချိန်ဒီပန်းကြားတစ်ခုလည်းဖြစ်ပါတယ်ဆက်လက်ပြီးတော့ကျမ်းမာရေးကိစ္စနဲ့ပတ်သက်ပြီးတော့တင်းငွေသားသမီးတွေကကျမ်းမာရေးအားကောင်းနေတဲ့အတွက်ကြောင့်မနေ့ကတင်းငွေသားသမီးတွေကျမ်းမာရေးကိစ္စနဲ့ပတ်သက်ပြီးထွေထွေထူးထူးကြီးကြီးမားမားဖြစ်ကိန်းမရှိဘူးလို့ကျွန်တော်အနေနဲ့သုံးသပ်ပြီးတော့ဟောကြားပေးချင်ပါတယ်အခြေကိစ္စမှာတော့တင်းငွေသားသမီးတွေအခြေကိစ္စနဲ့အဆင်မပြေဖြစ်နေတဲ့လူတွေအခြေကိစ္စနဲ့ပတ်သက်ပြီးပြဿနာတက်နေတဲ့လူတွေအကုန်လုံးပြန်လည်ပြီးတော့အဆင်ပြေလာနိုင်တယ်။မမျှော်လင့်တာပဲအခြေကိစ္စမှာပျော်ရွှင်မှုတွေရရှိတတ်တယ်။ချစ်သူကနေပေးတဲ့လက်ဆောင်ဒါမှမဟုတ်ချစ်သူကပြောတဲ့ပျော်ရွှင်မှုချစ်သူစီကနေသတင်းစားကောင်းတွေရရှိလာမယ့်အခြေအနေပိုင်းခြားတစ်ခုလည်းဖြစ်ပါတယ်။အိမ်တော်ရေးကိစ္စမှာတော့ကိုယ့်ရဲ့မိတ်ဆွေဟောင်းတွေကိုယ့်ရဲ့မိသားစုဝင်ဟောင်းတွေနဲ့အဆက်အသွယ်ပြတ်နေတဲ့လူတွေပြန်လည်ပြီးတော့အဆက်အသွယ်ရတာမျိုးတွေတွေ့ကြုံလာမယ့်အချိန်ပိုင်းခြားတစ်ခုဖြစ်တဲ့ပြီးသွားတဲ့ခါကျရင်ကျွန်တော်တို့အိမ်မှာမမျှော်လင့်ထားမယ်နဲ့ကိုယ့်အတွက်ပျော်ရွှင်စရာအမတ်တရတွေတွေ့ကြုံလာမယ့်အချိန်ပိုင်းတစ်ခုဖြစ်တယ်မိမိအိမ်ကိုကိုယ့်ရဲ့ဆရာသမားမိဘတွေလာလေတာမျိုးဒါမှမဟုတ်လို့ရှိရင်ကိုယ့်စီကိုဖုန်းဆက်ပြီးသတင်းစကားပါတာမျိုးတွေတွေ့ကြုံလာမယ့်အချိန်ပိုင်းတစ်ခုလည်းဖြစ်ပါတယ်တင်းငွေသားသမီးတွေအားနည်းနေရတော့မနေ့ကကိုယ်ပိုင်လုပ်ငန်းမဟုတ်ဘဲနဲ့ကျွန်တော်ရုံးဝင်တဲ့အစိုးရဝန်ထမ်းအလုပ်လုပ်နေတဲ့ဝန်ထမ်းတွေအနေနဲ့မနေ့ကတိုမီရှိုမီတွေနဲ့တွေ့မယ်တိုမီရှိုမီနော်ကိုပေါ်မနာလိုတာပဲဖြစ်ကိုနေရာကိုလူချင်တာပဲဖြစ်ဒီလိုတုံမီရှုပ်မီနေတွေ့မယ်ဒါကြောင့်အလုပ်လုပ်တဲ့ခါမှာနည်းနည်းလေးစိတ်ကတိကောက်ကြုံတွေ့ရတတ်ပါတယ်မနေ့ကကျွန်တော်ကြုံတွေ့လာမယ်တနင်္လာသားသမီးတွေရဲ့တနေ့တာကံကြမ္မာဟောကြားပေးပါမယ်မိုးရန်ခမိတ်တီလာမြေရောင်းမထွက်သေးဘူးနော်
ဆရာကိုယ်တိုင်လာလို့ပေးထားတော့မှကိုဗစ်ဖြစ်နေတဲ့အခါကျတော့ဝယ်တဲ့လူတွေကအသုံးရောင်းထွက်ပါစေနော်မိုးရန်ခနာမည်ကတော့လမ်းတယ်နော်ပျော်ပွဲလာခဲ့မယ်နော်ကိုဝက်ပြီးလက်ပါကကျွန်တော်တွေ့ကြုံလာမယ်တနေ့တာကျွန်တော် comment တွေဖတ်လို့မရဘူးဗျာဒီဖုန်းကနေဖတ်မယ်ခဏလေး comment တွေဖတ်လို့မရဘူးဖြစ်နေလို့ okay လက်ပါကတွေ့ကြုံလာမယ်ကျွန်တော်တနင်္လာသားသမီးတွေရဲ့တနေ့တာကံကြမ္မာကိုကျွန်တော်ဖတ်ကြားခွင့်ပြုပါတနင်္လာသားသမီးတွေလက်ပါကကိုပိုင်လုပ်ငန်းလှုပ်ဆောင်နေတဲ့အခါမှာလုပ်ငန်းကိစ္စနဲ့ပတ်သက်ပြီးပင်ပန်းနွမ်းနယ်မှုတွေကြုံတွေ့ရမယ်လုပ်ငန်းကိစ္စနဲ့ပတ်သက်ပြီးစိတ်ပင်ပန်းမှုလူပင်ပန်းမှုကြုံတွေ့ရမယ့်အခြေအနေပိုင်းခြားတစ်ခုဖြစ်တဲ့စိတ်ချုပ်စရာတွေတွေ့ကြုံလာနိုင်တယ်ငွေကြေးကိစ္စနဲ့ပတ်သက်ပြီးတော့မိတ်ဆွေအပေါင်းတင်ဒါမှမဟုတ်လို့ရှိရင်မိသားစုတွေနဲ့အထင်လွဲမှုဖြစ်တာဒါမှမဟုတ်ရှင်စကားအခြေတင်များရတာတွေရန်ဖြစ်တာတွေစကားများတယ်မနေ့ကတနင်္လာသားသမီးတွေကြုံတွေ့လာနိုင်ပါတယ်ကျမရဲ့ကိစ္စတော့တနင်္လာသားသမီးတွေနည်းနည်းလေးအားနည်းနေတာသွားပြီးတွေ့ကြုံလာတယ်မမျှော်လင့်တာပဲထိကြိုက်တိုင်ရအနေငယ်ရတာမျိုးဒါမှမဟုတ်ကျွန်တော်မမျှော်လင့်ထားပဲနဲ့ကျွန်တော်တို့ဥမာဟင်းချက်ဖို့အတွက်ဓာတ်ကိုင်နဲ့ဓာတ်ရှာတာမျိုးအလုပ်လုပ်ရင်လည်းအဆူမိတာမျိုးတွေစသဖြင့်ပေါ့နော်ခန္ဓာကိုယ်တွေကနေစင်ကျွန်တော်တို့တွေ့တဲ့တန်ယုံထွက်တာတွေအနှဲငယ်ပေါ့ကြီးကြီးမားမားတော့မဟုတ်ဘူးเนาะအနှဲငယ်ရှာတာတွေကြုံတွေ့လာမယ့်အချိန်ဒီပိုင်းခြားတစ်ခုဖြစ်ပါတယ်ဆရာမြင်ဘူးတဲ့စုလိုက်ဖြိုးတဲ့ဟာလားဘယ်နှမြင်ဘူးလားမနေ့ကအခြေရေးကိစ္စနဲ့ပတ်သက်ပြီးတော့တနင်္လာသားသမီးတွေအခြေရေးကိစ္စမှာကိုယ့်ရဲ့ချစ်သူနေထိုင်မကောင်းဖြစ်တာကိုယ့်ရဲ့ချစ်သူပြဿနာတစ်ခုဖြစ်တာတွေ့ကြုံလာမယ့်အချိန်ပိုင်းခြားတစ်ခုဖြစ်တယ်ချစ်ရေးကိစ္စမှာပြဿနာဖြစ်တာမဟုတ်ဘူးเนาะကိုယ့်ချစ်သူနေထိုင်မကောင်းဖြစ်တာကိုယ့်ချစ်သူပြဿနာဖြစ်တာကိုဆိုလိုခြင်းဖြစ်ပါတယ်เนาะမနေ့ကကျွန်တော်တို့တနင်္လာသားသမီးတွေကျွန်တော်တို့မနေ့ကကြုံတွေ့လာမယ့်အိမ်တော်ရေးကိစ္စနဲ့ပတ်သက်ပြီးတော့အိမ်တော်ရေးကိစ္စမှာပူပင်တောကတွေနဲ့ကြုံတွေ့ရမယ့်အချိန်ပိုင်းခြားတစ်ခုဖြစ်တယ်ငွေကြေးကိစ္စအလုပ်ကိစ္စမိသားစုကိစ္စတွေရှုပ်ထွေးနေတဲ့အချိန်ဒီပိုင်းခြားတစ်ခုဖြစ်တယ်ဒါကြောင့်မလို့အိမ်တော်ရေးတွေအနေနဲ့မနေ့ကတနင်္လာသားသမီးတွေကစိတ်ရှုပ်ထွေးမှုစိတ်ပင်ပန်းမှုเนาะကြုံတွေ့ရမယ့်အချိန်ဒီပိုင်းခြားတစ်ခုလည်းဖြစ်ပါတယ်ဟုတ်ကဲ့တနင်္ဂနွေပြီးသွားပါပြီခင်ဗျတနင်္ဂနွေတော်တော်များများကောင်းပါတယ်တနင်္လာတွေမကောင်းဘူးဖြစ်နေတာလက်ပတ်အိတ်နေတော့မယ်တဲ့တနေ့ကောင်မိုက်ပါနဲ့လက်ပတ်ကအစိုးရဝန်ထမ်းရုံးဝန်ထမ်းတွေအနေနဲ့လက်ပတ်ကအလုပ်လုပ်တဲ့အခါမှာမမျှော်လင့်ထားမဲနဲ့အဆွဆွဲပြောဆိုခံထိတာတွေတွေ့ကြုံလာနိုင်တယ်ဒါကြောင့်မို့လုပ်ငန်းခွင်မှာအဆွဆွဲပြောဆိုခံတည်တယ်နော်တတိထားပေးပါဆက်လက်ပြီးတော့ကျွန်တော်အင်္ဂါသားသမီးတွေဆက်သွားမယ်နော်ဟုတ်ကဲ့စနေဒီလာပါမယ်ခင်ဗျအခုအင်္ဂါကျမကြီးစနေအင်္ဂါသားသမီးကျမကြီးကျွန်တော်ဟောပေးပါမယ်ခင်ဗျာဟုတ်ကဲ့မင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါအင်္ဂါလက်ရောက်နေပါပြီရာစုတစ်မင်္ဂလာပါပန်းနုမင်္ဂလာပါထင်တာနော်တဲ့ဟုတ်ကဲ့ထင်တာနော်โอเคအင်္ဂါသားသမီးတွေမနေ့ကကိုပိုင်လုပ်ငန်းလှုပ်ဆောင်နေတဲ့လူတွေကငွေရဖို့အတွက်စောက်စားနေတဲ့ငွေကြေးတွေပြန်လည်ပြီးတော့ရရှိလာနိုင်တဲ့အချိန်ပိုင်းကြားတစ်ခုဖြစ်တယ်မိမိရောင်းဖို့အတွက်ဈေးဆိုင်ထားတဲ့ပစ္စည်းတွေမိမိရောင်းဖို့အတွက်ဈေးဆိုင်တိုင်းနဲ့အိမ်ချမ်းမြေကားစသဖြင့်ဒီလိုကိစ္စတွေနဲ့ပတ်သက်ပြီးရောင်းဝယ်ဖောက်ကားမှုတွေအားကောင်းနေတဲ့အခြေအနေပိုင်းကြားတစ်ခုဖြစ်တယ်ကုန်တယ်ပွဲစားတွေနဲ့ပတ်သက်ပြီးတော့အားကောင်းနေတဲ့အခြေအနေပိုင်းကြားတစ်ခုဖြစ်တယ်ဒါကြောင့်မလို့ကိုပိုင်လုပ်ငန်းလှုပ်ဆောင်နေတဲ့လူတွေကကုန်တယ်ပွဲစားအကျိုးပေးတယ်ပြီးတော့ဈေးရောင်းဈေးဝယ်နဲ့ပတ်သက်ပြီးအရင်နေ့တွေထက်ကျွန်တော်တို့ဈေးရောင်းကောင်းနေတာတွေအရင်နေ့ရထက်ရောင်းအားပို့ပြီးတော့ကောင်းမွန်နေတာတွေတွေ့ကြုံလာမယ့်အချိန်ပိုင်းကြားတစ်ခုလည်းဖြစ်ပါတယ်ငွေကြေးကိစ္စနဲ့ပတ်သက်ပြီးမိသားစုကြောင့်ငွေကြေးကုန်ဆုံးမှုတွေကြုံတွေ့ရတတ်တယ်ကိုယ့်ရဲ့မိသားစုမှာရှိနေတဲ့ကိုယ့်ရဲ့သားသမီးဒါမှမဟုတ်လို့ရှိရင်ကျွန်တော်တို့တခြားတော့ဘယ်လိုခေါ်မလဲဆိုတော့မိသားစုရေးရာကိစ္စတွေမှာငွေကုန်ကြေးကျဖြစ်ပေါ်လာနိုင်တယ်ဒါလေးကိုသတိထားပေးပါနော်မနေ့ကအင်္ဂါသားသမီးတွေကကျွန်တော်တို့ကျမကြီးကိစ္စနဲ့ပတ်သက်ပြီးတော့အနာဟောင်းဒဏ်ရာဟောင်းရှိနေတဲ့လူတွေပြန်လဲပြီးတော့ဒဏ်ရာရတာပြန်ပြီးတော့အနာတရားရတာဒါမှမဟုတ်လို့ရှိရင်ယောဂအဟောင်းဖောက်လဲဖောက်ပြန်ဖြစ်တာတွေတွေ့ကြုံလာမယ့်အချိန်ပိုင်းကြတစ်ခုဖြစ်တယ်တာမန်လူတွေတော့ကတော့ဘာမှမဖြစ်ဘူးလုံးယောဂစီဂျိုယောဂတွေးတိုးယောဂဒီလိုအခန့်ရှိနေတဲ့လူတွေယောဂဖောက်တတ်ပါတယ်အခြေကိစ္စမှာတော့အင်္ဂါသားသမီးတွေအမတန်အားနေနေတဲ့အချိန်ပိုင်းခြားတစ်ခုဖြစ်ပါတယ်ချစ်သူကကိုယ့်ဘောစော်ကားခြင်းဒါမှမဟုတ်ချစ်သူတစ်ခုခုပြုလုပ်လိုက်တဲ့ကိစ္စကကိုယ့်ဘောငိုကြွေးခြင်းဝမ်းနည်းခြင်းတွေနဲ့တွေ့ကြုံလာတတ်တယ်ဒါကြောင့်လို့မနေ့ကအချစ်ရေးမှာကိုယ့်ချစ်သူကကိုယ့်ဟာဝမ်းနည်းခြင်းပူဆွေးခြင်းပေးမဲ့နေ့တစ်နေ့လည်းဖြစ်ပါတယ်ဒါကြောင့်မို့အခြေရေးကိစ္စမှာကိုယ့်ချစ်သူကနေတစ်ဆင့်ကိုယ့်ကိုကန်ဆိုးမှုတွေပေးမဲ့နေ့ပိုင်းခြားတစ်ခုလည်းဖြစ်ပါတယ်လို့သုံးသပ်ပြီးတော့ဟောကြားပေးချင်ပါတယ်ဆက်လက်ပြီးတော့ကျွန်တော်တွေ့ကြုံလာမယ့်အိမ်တော်ရေးကိစ္စနဲ့ပတ်သက်ပြီးတော့ဟောကြားပေးချင်တော့အင်္ဂါသားသမီးတွေကကိုယ့်အိမ်တွင်းရေးကိစ္စမဟုတ်ပဲသူများကိစ္စတွေနဲ့ချိန်ကုန်နေတတ်တယ်ဒါမှမဟုတ်ကိုယ့်ရဲ့မိတ်ဆွေအပေါင်းအသင်းကိုယ့်ရဲ့မိသားစုဝင်တွေကနေစင်ပြဿနာတွေလိုက်ရှင်းပေးရတာမျိုးတွေ့ကြုံလာမယ့်ချိန်ပိုင်းကြားတစ်ခုဖြစ်တယ်ဒါကြောင့်မို့ကိုယ့်အပူမဟုတ်ပဲသူများအပူနဲ့ချိန်ကုန်နေတတ်တယ်
ဆက်လက်ပြီးတော့အင်္ဂါသားသမီးတွေရုံးဝင်တဲ့အစိုးရဝန်ထမ်းတွေရာမနေ့ကကျွန်တော်တို့အလုပ်လုပ်တဲ့အခါမှာလုပ်ငန်းကိစ္စနဲ့ပတ်သက်ပြီးလွဲမှားမှုတစ်ခုခုကြုံတွေ့ရတတ်တယ်စိတ်လောပြီးလှုပ်တာပဲဖြစ်ဖြစ်အလျင်လိုပြီးလှုပ်တာပဲဖြစ်ဖြစ်တစ်ခုခုလွဲမှားဖြစ်တတ်ပါတယ်ဒါကြောင့်မနေ့ကအလုပ်လုပ်တဲ့အခါမှာအင်္ဂါသားသမီးတွေအစိုးရဝန်ထမ်းရုံးဝန်ထမ်းတွေကအတက်နိုင်ဆုံးစိတ်ကိုမလောပါနဲ့စိတ်အေးဆေးထားပြီးတော့လုပ်ပါလုပ်ငန်းခွင်နဲ့ပတ်သက်ပြီးအမှားယွင်းမရှိပဲကြော်ဖြတ်နိုင်ပါစေလို့ဆုမွန်ကောင်တောင်းပေးလိုက်ပါတယ်ဆက်လက်ပြီးတော့ကျွန်တော်တို့ဗုဒ္ဓဟူးသားသမီးရာဟုသားသမီးဟောပေးပါမယ်ဟိုကလေစိတ်ညစ်စရာမလိုဘူးကျွန်တော်ဟောပေးတယ်ဆိုတာဖြစ်မယ်လို့ဟောပေးတာနော်အဲ့ဒါလေးရှောင်လိုက်လို့ရှိရင်မဖြစ်တော့ဘူးလူတိုင်းကံမစိုးကိုကြိုတိနေတာပဲဘာမှစိတ်ညစ်စရာမလိုဘူးကိုအဲ့ဒီကိစ္စရင်းနဲ့ပတ်သက်ပြီးတတိထားလိုက်ရင်အဆင်ပြေသွားလိမ့်မယ်ဖြစ်မယ်လို့ဟောတာမဟုတ်ဖြစ်နိုင်တယ်လို့ပြောတာစိတ်ညစ်စရာဘာမှမလိုဘူးနော်ကောင်းတယ်ပဲဖြစ်ဖြစ်စိုးတာပဲဖြစ်ဖြစ်စိတ်မညစ်ပါနဲ့ဘာပဲဖြစ်စိတ်ညစ်လည်းမနှက်ဖန်ရောက်လာမှာပဲစိတ်မညစ်လည်းမနှက်ဖန်ရောက်လာမှာပဲဒါကြောင့်မလို့စိတ်မညစ်နဲ့နော်ဘာမှစိတ်ညစ်စရာမလိုဘူးကျွန်တော်ကတော့တဲရော့ကကြာရင်ကြာတဲ့အတိုင်းဟောတာကောင်းတာစိုးတာတော့တဲရော့ရဲ့ဈေးစားရအတိုင်းပဲပေါ့နော်ကိုကတော့စိတ်ညစ်စရာမလိုအဲ့ကိစ္စရင်းနဲ့ပတ်သက်ရင်တတိထားလိုက်ရင်မဖြစ်တော့ဘူးပေါ့နော်ဘာမှစိတ်ညစ်စရာမလိုဘူးဘောဓုသားသမီးရာဟုသားသမီးတွေစမယ်ဘောဓုသားသမီးရာဟုသားသမီးတွေအနေနဲ့မနက်ဖြန်ကလုပ်ငန်းကိစ္စနဲ့ပတ်သက်ပြီးပွင့်လင်းမြင်သာမှုတွေရရှိလာမယ့်အချိန်ပိုင်းခြားတစ်ခုဖြစ်တယ်ကိုယ့်ရဲ့လုပ်ငန်းမှာခိုကပ်နေတဲ့အလုပ်သမားတွေကိုယ့်ရဲ့လုပ်ငန်းကိုအကျိုးမပြုတဲ့အလုပ်သမားတွေမနက်ဖြန်ကတိတိကျကျမြင်လာမယ့်အချိန်တွေပိုင်းခြားတစ်ခုဖြစ်တယ်ဒါကြောင့်မလို့လက်အောက်ငယ်သားအလုပ်သမားထွက်တာတွေမနက်ဖြန်ကတွေ့ကြုံလာမယ့်အချိန်ပိုင်းခြားတစ်ခုလည်းဖြစ်တယ်လုပ်ငန်းကိစ္စနဲ့ပတ်သက်ပြီးပိတ်ဆို့နေရတဲ့အစိုးရဌာနပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးတော့ဆက်နွယ်ပြီးတော့လှုပ်ဆောင်ရမယ့်အလုပ်တွေပြန်လည်ပြီးတော့အားကောင်းလာနိုင်တဲ့အချိန်ပိုင်းခြားတစ်ခုဖြစ်တယ်ဒါကြောင့်မလို့ကျွန်တော်တို့မနက်ဖြန်ကဘောဓုသားသမီးရာဟုသားသမီးတွေဟာကျွန်တော်တို့ဒီကိုယ်ပိုင်လုပ်ငန်းလှုပ်ဆောင်နေတဲ့လူတွေကပွင့်လင်းမြင်သာတဲ့အခြေအနေတစ်ခုဖြစ်တယ်အဆက်အသွယ်ကောင်းရလာမယ့်အခြေအနေပိုင်းခြားတစ်ခုဖြစ်တယ်ကိုယ့်ကိုကူညီပေးမဲ့လူအနီးနားမှာရှိနေတဲ့အခြေအနေပိုင်းခြားတစ်ခုလည်းဖြစ်ပါတယ်ဒါကြောင့်လို့ဘောဓုသားသမီးတွေကိုယ်ပိုင်လုပ်ငန်းလုပ်တဲ့လူတွေအကျိုးပေးနေပါတယ်နောက်တစ်ခါဘောဓုသားသမီးတွေမနေ့ကငွေကြေးကိစ္စနဲ့ပတ်သက်ပြီးတော့ကိုယ့်ငွေနဲ့ကိုယ်အမုန်းခံရတာမျိုးဖြစ်တယ်သူများပတ်စံလာချီးတွေကိုကမချီးလိုက်ဘူးအဲ့ခါကျရင်ကိုယ့်အတင်းဖြင့်ပြောတာကိုယ့်ပြန်စော်ကားသွားတာဒီလိုမျိုးပေါ့နော်ကိုယ့်ငွေကြေးနဲ့ကိုယ်လူအမုန်းခံရမယ့်အခြေအနေပိုင်းခြားတစ်ခုဖြစ်တယ်ဒါကြောင့်မို့သတိထားပါကျမရေးကိစ္စမှာတော့ကျွန်တော်ဘောဓုသားသမီးရာဟုသားသမီးတွေကကျွန်တော်တို့အစ်စ်နော်ရောင်တာအစ်စ်ကြိုက်တာတွေတွေ့ကြုံလာမယ့်အချိန်ပိုင်းခြားတစ်ခုဖြစ်တယ်အထူးတစ်ဖြစ်ကတော့ကျွန်တော်လေးဘက်နာရှိနေတဲ့လူတွေသတိထားပါလေးဘက်နာပြန်ဖောက်တာမျိုးတွေဖြစ်တတ်တယ်နောက်တစ်ခါကျွန်တော်တို့အာယုံကြောပိုင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်အားနေတာတွေ့ကြုံရမယ်မျက်စိနာတာမျက်လုံးကြိုက်တာနော်စသဖြင့်အာယုံကြောပိုင်းနဲ့ပတ်သက်ပြီးတော့မျက်မှန်တက်ထားတဲ့လူတွေပုံမူပြီးတော့သတိထားတင်တာပေါ့နော်အာယုံကြောပိုင်းနဲ့ပတ်သက်ပြီးအားနေတယ်အစ်စ်ပိုင်းနဲ့ပတ်သက်ပြီးအားနေတယ်အခြေကိစ္စမှာတော့ဘောဓုသားသမီးတွေကြာနေတဲ့ကတ်ကတော့ကျွန်တော် the desk ကကြာနေတယ်ဒါကြောင့်မလို့မနေ့ကအခြေကိစ္စမှာအထုကယူဆိုင်ရမှာတော့ပြဿနာမဖြစ်ဖို့အတွက်အထုကယူဆိုင်ပေးပါတကယ်လို့ပြဿနာဖြစ်တယ်ဆိုရင်မနေ့ကဖြစ်တဲ့ပြဿနာကိုအခြေခံပြီးတော့အခြေရေးတစ်ခုပြီးဆုံးသွားတဲ့အထိဖြစ်သွားနိုင်ပါတယ်ကြာနေတဲ့ကတ်ကကျွန်တော်တို့တိမ်မင်းကတ်ကိုဖော်ပြနေခြင်းဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်ဘောဓုသားသမီးရာဟုသားသမီးတွေမနေ့ကအခြေကိစ္စနဲ့ပတ်သက်ပြီးအတက်နိုင်ဆုံးပြဿနာမဖြစ်ဖို့အတွက်စင်ကြင်ပေးပါတကယ်လို့ပြဿနာဖြစ်လာတယ်ဆိုရင်မနေ့ကအဲ့ပြဿနာကြီးသွားတာမျိုးဒါမှမဟုတ်လို့ရှိရင်ချစ်သူနှစ်ယောက်လမ်းခွဲရတာမျိုးအကြီးကျယ်စကားများရတာမျိုးတွေဖြစ်ပေါ်လာနိုင်ပါတယ်မိသားစုပိုင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဗုဒ္ဓဟူသားသမီးရာဟုသားသမီးတွေမနေ့ကအလှူဒန်းနဲ့ပတ်သက်ပြီးတော့အလှူဒန်းပြုလုပ်ဖို့အတွက်နော်တိုင်ပင်ရမယ့်အခြေအနေပိုင်းခြားတစ်ခုဖြစ်တယ်ဒါမှမဟုတ်လို့ရှိရင်သူများလုံနေတဲ့အလှူဒန်းတွေကိုကိုယ်အနေနဲ့ကုသိုလ်ပါဝင်ပေးတာမျိုးတွေကြုံတွေ့ရမယ်အိမ်ကိုမမျှော်လင့်တာပဲကျွန်တော်ဖျားပုံတော့ဒါမှမဟုတ်လို့ရှိရင်ရက်ဝေးရနေစဉ်ကိုယ့်ရဲ့ဆရာသမားနော်ဒါမှမဟုတ်ကိုယ့်ရဲ့ဆရာတော်ကိုတခုခုကိုးကွယ်တဲ့ဘုန်းကြီးတူရဲ့ဆက်သွယ်မှုတွေတွေ့ကြုံလာမယ့်အချိန်ပိုင်းခြားတစ်ခုဖြစ်တယ်တေချာတာတော့မနေ့ကကျွန်တော်တို့အလှူဒန်းကိစ္စမင်္ဂလာကိစ္စဒီလိုမျိုးကောင်းအပ်တဲ့မင်္ဂလာကိစ္စတွေအလှူဒန်းကိစ္စတွေပြောဆိုဆက်ဆံရမယ့်အချိန်ပိုင်းခြားတစ်ခုဖြစ်တယ်ဒီလိုကိစ္စတွေနဲ့ပတ်သက်ပြီးသတင်းစကားကောင်းတွေကြားရမယ့်အချိန်ပိုင်းခြားတစ်ခုလည်းဖြစ်ပါတယ်နောက်ပိုင်းကကျွန်တော်ရုံးဝင်တဲ့အစိုးရဝန်ထမ်းတွေအနေနဲ့ကျွန်တော်တို့ဗုဒ္ဓဟူသားသမီးရာဟုသားသမီးတွေဟာအထက်လူကြီးတွေရဲ့ဖိနှိပ်ခြင်းခံရတတ်ပါတယ်ကိုမလုံနိုင်တဲ့အလုပ်ကိုအတင်းကျပ်ပြီးတော့ခိုင်းတာမျိုးကိုမလုံချင်တဲ့အလုပ်ကိုအတင်းကျပ်ပြီးတော့လုပ်ခိုင်းတာမျိုးတွေတွေ့ကြုံလာမယ့်အချိန်ပိုင်းခြားတစ်ခုဖြစ်တယ်နောက်တစ်ခါလက်အောက်ငယ်သားတွေကလည်းကိုယ့်ဘော်ကိုအပြစ်တင်တာအပြစ်မြင်တာတွေလည်းတွေ့ကြုံလာမယ့်အချိန်ပိုင်းခြားတစ်ခုလည်းဖြစ်ပါတယ်ဒါကြောင့်မလို့အသက်နိုင်ဆုံးကျွန်တော်တို့အပေါ်အဖိအောက်ကခံပေါ့နော်ဒီလိုအပိုင်းခြားလေးတွေတွေ့ကြုံလာနိုင်တယ်အဲ့ဒီနှစ်ခုကြားထဲမှာကျွန်တော်နည်းနည်းလေးပညာသားပါနဲ့နေထိုင်တာတော့ပုံမူပြီးတော့ကောင်းပါလိမ့်မယ်ကြာတာပလေးရောက်ပြီနော်ဖြူဖြူရေးကြာတာပလေးရောက်ပြီဖြူဖြူရဲ့နင်းလို့ချင်းဖာမလဲမစကြာတာပလေးရောက်ပါပြီကြာတာပလေးတာသမီးကြီးရောက်ပါပြီပြီးရင်တောက်ကြလေးလာပါမယ်ဟုတ်ကဲ့ငိမ့်ကျေးဇူးပါခုလိုမော်မလေးကျွန်တော်တို့အမျိုးတွေမွန်နေကချောရယ်နော်
โอเคပါကျွန်တော်တို့အခုကြာတာပေးသားသမီးတွေစမယ်လက်ပံကကြာတာပေးသားသမီးတွေကျွန်တော်တို့လုပ်ငန်းကိစ္စနဲ့ပတ်သက်ပြီးကိုယ်ပိုင်လုပ်ငန်းလှုပ်ဆောင်နေတဲ့လူတွေဟာကျွန်တော်လုပ်ငန်းကိစ္စနဲ့ပတ်သက်ပြီးငွေကုန်ကြေးကြတွေကြုံတွေ့လာနိုင်တယ်လုပ်ငန်းကိစ္စနဲ့ပတ်သက်ပြီးပစ္စည်းဝယ်တာလုပ်ငန်းကိစ္စနဲ့ပတ်သက်ပြီးရင်းနှီးမြှုပ်နှံတဲ့ကိစ္စတွေမှာပြုလုပ်ရတဲ့အတွက်ကြောင့်မလို့ကိုယ့်ရဲ့ငွေကြေးကိစ္စလုပ်ငန်းကိစ္စနဲ့ပတ်သက်ပြီးရင်းနှီးမြှုပ်နှံရတဲ့အပိုင်းတွေမှာပြုလုပ်ရတဲ့အတွက်ကြောင့်မလို့ငွေကြေးကုန်ဆုံးမှုတွေကြုံတွေ့လာရနိုင်ပါတယ်ဆက်လက်ပြီးတော့ကျွန်တော်တို့ငွေကြေးကိစ္စနဲ့ပတ်သက်ပြီးတော့အထူးဟောကြားပေးချင်တာတော့မနက်ဖြန်ကကြာတာပရိသားသမီးတွေငွေလင်ခံရတတ်တယ်ကိုယုံကြည်ပါတယ်ဆိုတဲ့လူတွေကိုစိတ်ချရပါတယ်ဆိုတဲ့လူတွေကကိုယ့်ကိုငွေကြေးကိစ္စနဲ့ပတ်သက်ပြီးမဟုတ်မမှန်လုပ်တာငွေကြေးကိစ္စနဲ့ပတ်သက်ပြီးလိမ်လည်တာတွေတွေ့ကြုံလာမယ့်အချိန်ပိုင်းကြတစ်ခုဖြစ်တယ်ဒါကြောင့်မလို့ကြာတာပရိသားသမီးတွေမနက်ဖြန်ကငွေကြေးကိစ္စနဲ့ပတ်သက်ဘယ်သူမှမယုံကြည်တာအကောင်းဆုံးပဲလို့ကျွန်တော်အနေနဲ့သုံးသပ်ပြီးတော့ဟောကြားပေးချင်တယ်ဆက်လက်ပြီးတော့ကျမ်းမာရေးကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အလုပ်နေတဲ့ထိခိုက်တိုင်းရတစ်ခုခုရတတ်တယ်တတိထားပါအထူးသဖြင့်ကတော့ခါတိုင်းကျွန်တော်ပြောနေတဲ့အတိုင်းပဲအန်ဒီရရှိနိုင်တဲ့လုပ်ငန်းခွင်မှာအလုပ်လုပ်နေတဲ့လူတွေဂရုစိုက်ပေးပါအန်ဒီရရှိနေတဲ့နေရာနေစဉ်ကျွန်တော်လက်တစ်ခုခုထိတာဒါမှမဟုတ်ခြေထောက်တစ်ခုခုစောင်းမိတာဒီလိုမျိုးတွေကြုံတွေ့ရတတ်တယ်ခန္ဓာကိုယ်နာကျင်ခြင်းခန္ဓာကိုယ်သွေးထွက်တန်ရန်ဖြစ်ခြင်းမနေ့ကတွေ့ကြုံလာမယ့်အချိန်ပိုင်းကြားတစ်ခုဖြစ်တယ်ကြံတဲ့အချိန်မှာဆိုရင်တော့ဘာမှမဖြစ်ဘူးအလုပ်လုပ်နေတဲ့အချိန်မှာဖြစ်ဖို့အတွက်ပိုများပါတယ်အခြေအကိစ္စမှာကိုယ့်ရဲ့အခြေရေးကိစ္စမှာကျွန်တော်တခြားလူတူဦးတယောက်ကြောင့်ကိုယ့်ရဲ့အခြေရေးကိစ္စမှာအနှောက်အယှက်တွေအသားစီးတွေကြုံတွေ့ရတတ်တယ်ဒါမှမဟုတ်လို့ရှိရင်ဘေးလူတူဦးတယောက်ကြောင့်ဘာမှမစီမဆိုင်ကိုယ်ရဲ့ချစ်သူနှစ်ယောက်စကားများတာဖြစ်နိုင်တယ်ဒါဟာကိုယ့်ဘက်ကတငယ်ချင်းကြောင့်လည်းဖြစ်နိုင်လို့ကိုယ့်ရဲ့ချစ်သူဘက်ကတငယ်ချင်းကြောင့်လည်းဖြစ်နိုင်တယ်ဒါကြောင့်မလို့ဘေးလူတူဦးတယောက်ဂျားလူတူဦးတယောက်ကြောင့်မနေ့ကအခြေရေးကိစ္စနဲ့ပတ်သက်ပြီးပြဿနာဖြစ်နိုင်တယ်ကြာတာပရိသားသမီးတွေတတိထားပေးပါအိမ်တော်ရေးကိစ္စနဲ့ပတ်သက်ပြီးကြာတာပရိသားသမီးတွေမနေ့ကငွေကြေးလက်လာပါပွင့်လင်းနေတဲ့အချိန်တွေပိုင်းခြားတစ်ခုဖြစ်တယ်ငွေရစရာရှိဖို့အတွက်ချင်းဆိုထားတဲ့အရာတွေငွေကြေးရရှိဖို့အတွက်လားလာကောင်းတွေရှိနိုင်လို့ကျွန်တော်ချဲတို့ထီတို့ကန်ဆတ်မဲတို့ဒီလိုမျိုးကိုယ့်ရဲ့ငွေကုန်ကြေးကြမရှိဘဲနဲ့ငွေကြေးရတာမျိုးတွေလည်းဖြစ်လာနိုင်တယ်မမျှော်လင့်ထားဘဲနဲ့ကိုယ့်လူတူတယောက်ကလက်ဆောင်ပစ္စည်းပေးတာတွေလည်းတွေ့ကြုံလာမယ်အချိန်ပိုင်းခြားတစ်ခုဖြစ်တယ်အစိုးရဝန်ထမ်းရုံးဝန်ထမ်းလက်မှာအလုပ်လုပ်တဲ့ခါမှာကျွန်တော်တို့ပြာရခတ်တတ်ပါတယ်အလုပ်လုပ်တဲ့ခါမှာစိတ်ပြာရခတ်တာတွေတွေ့ကြုံလာမယ့်အချိန်ပိုင်းကြာဖြစ်တယ်အလုပ်လုပ်တဲ့ခါမှာဟိုဟာလောက်အကောင်းတို့ဒီဟာလောက်အကောင်းတို့တွေကျွန်တော်စဉ်းစားဆုံးပြရခတ်တဲ့အချိန်ဒီပိုင်းခြားမှုအချိန်ဒီတစ်ခုခုကိုကြုံတွေ့လာမယ့်အချိန်ဒီပိုင်းခြားတစ်ခုလည်းဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့မနက်ဖြန်ကကြာတာပေးသားသမီးတွေအစိုးရဝန်ထမ်းရုံးဝန်ထမ်းအလုပ်လုပ်တဲ့ခါမှာပြာရခတ်တတ်တဲ့လုပ်ငန်းလုပ်တဲ့ခုမှာလုပ်တဲ့အချိန်မှာကျွန်တော်ဆုံးဖြတ်ချက်ပြတ်တသားမချနိုင်မဲ့နဲ့တွေ့ဝေခြင်းစဉ်းစားခြင်းမေးမောခြင်းဒီနဲ့ပြည့်နေနေတဲ့အတွက်ကြောင့်လို့ကြာတာပရိသားသမီးတွေအလုပ်လုပ်တဲ့ခါမှာမနက်ဖြန်ကလေးလန်းထိုင်မိုင်မှုအနှဲငယ်ရှိနိုင်ပါတယ်မနက်ဖြန်ကကျွန်တော်ကြုံတွေ့လာမဲ့တောက်ကြသားသမီးတွေရဲ့တနေ့တာကံကြမ္မာကိုဟောကြားပေးပါမယ်တောက်ကြတွေရောက်ပြီเนาะကြာတာပရိပြီးသွားပါပြီတောက်ကြရောက်ပါပြီတကယ်လို့မမှီတဲ့လူရှိလို့ရှိရင်အစအနေပြန်ကြည့်ပေးပါကျွန်တော်လည်းမြန်မြန်ဟောပေးပါတယ်အမြန်နိုင်တယ်မြအမြန်ဆုံးဟောပေးပါတယ်မိတ်ဆွေတို့အခုဘေးနဲ့ဝင်ကြည့်နေရတယ်မိတ်ဆွေတို့ဘေးတွေကုန်မှကြောက်လို့ကျွန်တော်မြန်မြန်ဆန်ဆန်ဟောပေးပါတယ်တခြားပြောစရာရှိတာတွေတော့ကျွန်တော်မပြောပါဘူးယာဟုလည်းပြီးသွားပါပြီတောက်ကြသားသမီးတွေမနက်ဖြန်ကကိုယ်ပိုင်လုပ်ငန်းလှုပ်ဆောင်တဲ့အခါမှာကိုယ်အနေနဲ့အစင်မပြေဘူးထင်တဲ့အလုပ်တွေပြန်လည်ပြီးတော့အဆင်ပြေလာနိုင်တယ်။ကိုယ်အနေနဲ့မဖြစ်တော့ဘူးလို့ထင်ထားတဲ့အလုပ်ကိစ္စတွေပြန်လည်ပြီးတော့ဆက်သွယ်ကောင်းတွေရရှိလာနိုင်တယ်။ကိုယ့်ရဲ့မိတ်ဟောင်းဆွေဟောင်းအပေါင်းအသင်းဟောင်းတွေပြန်လည်စုံတွေ့ပြီးတော့ကျွန်တော်လုပ်ငန်းကိစ္စနဲ့ပတ်သက်ပြီးဆက်သူရှယ်ယာလောက်တာမျိုးဒါမှမဟုတ်လို့ရှိရင်လူမျိုးကြားအထောက်ပံ့ပေးတာမျိုးတွေတောက်ကြသားသမီးတွေကြုံတွေ့လာရနိုင်တယ်။ငွေကြေးကိစ္စနဲ့ပတ်သက်ပြီးတောက်ကြသားသမီးတွေမမျှော်လင့်ထားဘဲနဲ့အခက်အခဲတစ်ခုခုကြုံတွေ့ရတတ်ပါတယ်။ဥပမာပေါ့ကျွန်တော်လမ်းသွားရင်လည်းကားတစ်ခုခုပြက်လို့ကားပြင်ရတာကိုယ့်အိတ်ထဲမှာပတ်စံမပါလာအိမ်မှာတော့ရှိတယ်လမ်းသွားနေရင်အခက်အခဲတစ်ခုခုရှိလို့ငွေကြေးလိုအပ်တာမျိုးဖြစ်တာမျိုးကိုဆိုလိုခြင်းဖြစ်တဲ့တောက်ကြသားသမီးတွေနော်ငွေကြေးအခက်အခဲတစ်ခုခုဖြစ်တတ်တယ်ဥမာဆိုလိုတာအိမ်မှာတော့ပတ်စံသူ့တော့တင်းရာချီပြီးတော့ပဲရှိကိုအပြင်သွားတဲ့အခါမှာကိုတစ်ခုခုအခက်အခဲကြောင့်ငွေကြေးလိုအပ်တာမျိုးတစ်ခုခုအခက်အခဲကြောင့်မပြေလည်ဖြစ်တာမျိုးတွေတွေ့ကြုံလာမယ့်ချိန်ပိုင်းကြတစ်ခုဖြစ်တယ်အနည်းငယ်ငွေကြေးအကျက်တဲကြုံတွေ့လာနိုင်ပါတယ်လက်ပံကကျမ်းမာရေးကိစ္စနဲ့ပတ်သက်ပြီးတော့တောက်ကြသားသမီးတွေကျမ်းမာရေးအနေနဲ့အားကောင်းနေတဲ့အချိန်တွေပိုင်းခြားတစ်ခုဖြစ်တယ်အတန်နာတာအာဒီရောင်တာเนาะပြီးရင်ကျွန်တော်သွားလာတာတဖုံးလာတာ green ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးအားနည်းမှုနည်းနည်းပဲဖြစ်မှာပါကျန်တဲ့အပိုင်းတွေကဘာမှကျွန်တော်ထူးဖြစ်ကိန်းမရှိပါဘူးအခြေကိစ္စမှာတော့ကိုယ့်ရဲ့အခြေဟောင်းကြောင့်ကိုယ့်ရဲ့ age ကြောင့်ကိုယ့်ရဲ့အခုလက်ရှိအခြေရေးပြဿနာဖြစ်လာနိုင်တယ်เนาะကိုယ့်ရင်တော့ပတ်သက်ခဲ့တဲ့ကိုယ့်ရဲ့အခြေဟောင်းကိုထားခဲ့တဲ့ရည်စားဟောင်းတွေရဲ့ကိစ္စတွေကမနေ့ကမမျှော်လင့်ထားပဲကိုယ့်ရဲ့ဒီအခြေရေးကိစ္စမှာအနှောက်အယှက်အသားစီးတစ်ခုဖြစ်လာနိုင်တယ်
နောက်တစ်ခါချစ်သူမတိအောင်ပေါ့နော်ကျွန်တော်တို့အဲ့လိုမျိုး2ယောက်3ယောက်လောက်ထားတဲ့လူတွေပြဿနာဖြစ်နိုင်တဲ့သတိထားပါနောက်တစ်ခါကျွန်တော်ချစ်သူမရှိသေးတဲ့တောက်ပြသားသမီးတွေမနေ့ကအခြေရေးပြောဆိုခံထိတာမျိုးဒါမှမဟုတ်လို့ရှိရင်အချစ်ရေးကိစ္စနဲ့ပတ်သက်ပြီးစမ်းပွင့်တာမျိုးတွေတောက်ပြသားသမီးတွေဖြစ်လာနိုင်ပါတယ်မနေ့ကတောက်ပြသားသမီးအိမ်အောင်တဲ့တွေအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်မနေ့ကတောက်ပြသားသမီးတွေဟာကိုယ့်ရဲ့အိမ်တွင်းမှာရှိနေတဲ့အိမ်သူအိမ်သားမိသားစုဝင်တဦးတယောက်နေထိုင်မကောင်းဖြစ်တာတွေတွေ့ကြုံလာမယ့်အချိန်ပိုင်းကြားတစ်ခုဖြစ်တယ်။ဒါမှမဟုတ်ရက်ဝင်းမှာရှိနေတဲ့ကိုယ့်ရဲ့မိတ်ဆွေပေါင်းတင်ကိုယ့်ရဲ့မိသားစုဝင်တဦးတယောက်နေထိုင်မကောင်းဖြစ်လို့เนาะအဲ့ဒီကနေအစဉ်သတင်းစကားကြားရတာမျိုးလေးဖြစ်နိုင်တယ်။ကိုယ့်ရဲ့မိသားစုဝင်လည်းဖြစ်နိုင်လို့ရက်ဝင်းမှာရှိနေတဲ့ကိုယ့်ရဲ့မိသားစုဝင်မိတ်ဆွေတွေကလည်းဖြစ်နိုင်တယ်။ကျမကြီးမကောင်းလို့စိတ်ယုံတက်ရတာမျိုးတွေဒီလိုမျိုးသတင်းစကားဇိုးလို့ပြောမှာပေါ့နော်သတင်းစကားဆိုးတွေလည်းကြားတတ်တယ်လက်ရှိမှာကိုယ့်အိမ်မှာရှိနေတဲ့အိမ်သူအိမ်သားတွေလည်းကျွန်တော်တို့အနေငယ်လေးကျမကြီးညံ့တာတွေမနေ့ကတွေ့ကြုံလာမယ့်အချိန်ပိုင်းကြတစ်ခုလည်းဖြစ်ပါတယ်အစိုးရဝန်ထမ်းရုံးဝန်ထမ်းတွေကတော့မနေ့ကကျွန်တော်တို့ယာဒူတိုးဖို့အတွက်လစာတိုးဖို့အတွက်ကိုယ့်ရဲ့အခွင့်အလမ်းကောင်းရရှိလာမယ့်အခြေအနေပိုင်းကြတစ်ခုဖြစ်ပါတယ်မနေ့ကကိုယ့်ရဲ့လှုပ်ဆောင်ချက်တွေဟာနောင်လာမယ့်ကိုယ့်ရဲ့ယာဒူတိုးလစာတိုးမဲ့ကိစ္စတွေအတွက်အထောက်အကူပြုစေနိုင်တဲ့အရာတွေဖြစ်တယ်ပြီးတော့အထက်လူကြီးတွေရဲ့ကျွန်တော်တို့ချီကျူးချင်းအထက်လူကြီးတွေရဲ့ကိုယ့်ကိုအတိမတ်ပြုခြင်းခံရမယ့်အခြေအနေပိုင်းခြားတစ်ခုလည်းဖြစ်ပါတယ်ဒါကြောင့်မို့တောက်ကြသားသမီးအစိုးရဝန်ထမ်းရုံးဝန်ထမ်းတွေမနေ့ကအလုပ်လုပ်တဲ့အခါမှာအစဉ်ပြေချောမမှုရရှိမယ့်အခြေအနေပိုင်းခြားတစ်ခုလည်းဖြစ်ပါတယ်ဆက်လက်ပြီးတော့ကျွန်တော်စနေသားသမီးတွေကြုံတွေ့လာမယ့်တနေ့တာကံကြမ္မာလေးကိုဆက်သွားအောင်ကဲစနေသားသမီးတွေနောက်ဆုံးပိတ်အိတ်နဲ့လွယ်လဲအောင်စုရတနာဖြိုးရေအင်္ဂါမမီလိုက်ဘူးဆိုရင်သမီးရေပြီးသွားရင်ပြန်ကြည့်လို့ရတယ်လေဆရာ live ပိတ်ပြီးသွားရင်အစကနေတနင်္ဂနွေရနေပြီးတော့စနေတိအကုန်ပြန်ကြည့်လို့ရတယ်နော်စနေသားသမီးတွေမနေ့ကကိုပိုင်လုပ်ငန်းလှုပ်ဆောင်တဲ့စနေသားသမီးတွေစိတ်ပင်ပန်းမှုအမတန်တွေ့ရမယ့်အခြေအနေပိုင်းခြားတစ်ခုဖြစ်ပါတယ်လက်ကိစ္စနဲ့ပတ်သက်ပြီးတော့အစင်မပြေမှုတွေကြုံတွေ့ရတဲ့အတွက်ကြောင့်မလို့ပြဿနာတွေဖြေရှင်းရမယ့်နေ့တစ်နေ့လို့ပြောမယ်ဆိုမမှားပါဘူးဒါကြောင့်မလို့မနေ့ကကိုပိုင်လုပ်ငန်းလုပ်တဲ့စနေသားသမီးတွေဟာပြဿနာတစ်ခုကိုရင်ဆိုင်မှုအတွက်ပြဿနာတစ်ခုကိုဖြေရှင်းမှုအတွက်အစင်တဲ့အနေထားမှာရှိနေတာအကောင်းဆုံးပဲဖြစ်ပါတယ်ကိုယ့်ဘက်ကပြဿနာမဖြစ်နိုင်ပါဘူးလို့ထင်ထားတဲ့အမှုမဲ့အမှတ်မဲ့ထင်ထားတဲ့ကိစ္စတွေကလည်းပြဿနာဖြစ်လာနိုင်ပါတယ်ဒါကြောင့်မလို့စနေသားသမီးတွေမနေ့ကဘာပဲလုပ်တတိထားပြီးလုပ်တာအကောင်းဆုံးဖြစ်လိမ့်မယ်ပြဿနာကိုဖြေရှင်းနိုင်မှုအတွက်နီလန်းကိုဒီညကလေးကနေပြန်ပြီးတော့စဉ်းစားရတာပုံမကောင်းပါလိမ့်မယ်ငွေကြေးကိစ္စမှာတော့ကိုယ့်ရဲ့အပေါင်းအသင်းတွေကကိုယ့်ကိုငွေချီးရန်ခါတာတွေ့ကြုံလာမယ့်အချိန်ပိုင်းခြားတစ်ခုဖြစ်တယ်ကိုယ့်ရဲ့အပေါင်းအသင်းကိုယ့်ရဲ့မိတ်ဆွေတဦးတယောက်ငွေကြေးအထောက်အကူလို့ငွေကြေးကိစ္စနဲ့ပတ်သက်ပြီးစိုက်ထုတ်ပေးရတာမျိုးကူညီပေးရတာမျိုးဒါမှမဟုတ်လို့ချင်းသူတို့ကနေတစ်ဆင့်ကိုယ့်ပစ္စည်းတစ်ခုခုဝယ်ခိုင်းလိုက်လို့စိုက်ခိုင်းတာမျိုးเนาะကိုယ့်ရဲ့မိတ်ဆွေအပေါင်းအသင်းကြောင့်ငွေကုန်ကြေးကြဖြစ်တာတွေသူတို့ကိစ္စကြောင့်ကိုယ့်ရဲ့ငွေအနှဲငယ်ဆုံးရှုံးသွားတာတွေတွေ့ကြုံလာမယ့်အချိန်ပိုင်းကြတစ်ခုဖြစ်တဲ့အတွက်ကြောင့်မနက်ဖြန်ကဆက်တူရှယ်ယာနဲ့ပတ်သက်ပြီးလှုပ်ဆောင်တာမျိုးတွေမလုပ်သင့်ဘူးအာမကောင်းဘူးနက်ဖြန်ကကျမ်းမာရေးကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်စနေသားသမီးတွေက perfect ဖြစ်ပါတယ်ကျမ်းမာရေးကိစ္စနဲ့ပတ်သက်ပြီးအားကောင်းပါတယ်ကျမ်းမာရေးမကောင်းတဲ့လူတွေမှာကျမ်းမာရေးပြန်ကောင်းလာမယ်ယောဂရှာမတွေ့တဲ့လူတွေယောဂရှာတွေ့လာမယ်စိတ်ယုံတက်နေတဲ့လူတွေစိတ်ယုံဆင်းရတာတွေတွေ့ကြုံလာမယ့်အချိန်ပိုင်းကြတစ်ခုဖြစ်တဲ့အတွက်ကြောင့်မို့ကျမ်းမာရေးကိစ္စနဲ့ပတ်သက်ပြီးအမှန်တန်အားကောင်းပါတယ်တောက်ကြသားသမီးတွေအခြေရေးကိစ္စမှာတော့အနေငယ်ပြဿနာရှုပ်ထွေးမှုတွေကြုံတွေ့လာနိုင်တယ်မမျှော်လင့်တာပဲအခြေရေးကိစ္စမှာတယောက်နဲ့တယောက်ကြည်စားတဲ့ရံများကြီးဆိုတဲ့အတိုင်းချစ်လို့စားရင်ရနေစင်ပြဿနာဖြစ်သွားတဲ့အထိဖြစ်သွားနိုင်တယ်ဒါကြောင့်မလို့စနေသားသမီးတွေမနေ့ကကြည်စားမတန်ပါနဲ့ကြည်စားတန်ရံများပါတယ်အိမ်တော်ရေးကိစ္စမှာပတ်ဝန်းကျင်နဲ့အဆင်မပြေဖြစ်တာမျိုးမိသားစုနဲ့အဆင်မပြေဖြစ်တာမျိုးတွေတွေ့ကြုံလာမယ်ပတ်ဝန်းကျင်နဲ့ကိုယ်နဲ့ကြားထဲမှာဓာတ်စားတာမတည့်ပေစကားအခြေတင်များရတာမျိုးဒါမှမဟုတ်ကိုယ့်ရဲ့မိသားစုဝင်တွေနဲ့ကိုယ်နဲ့ကြားထဲမှာတခုခုအဆင်မပြေဖြစ်တာမျိုးစကားများရန်ဖြစ်ရတာမျိုးတွေတွေ့ကြုံလာနိုင်တယ်ဒါကြောင့်မလို့စနေသားသမီးတွေပတ်ဝန်းကျင်နဲ့တော့၎င်းကိုယ့်ရဲ့မိသားစုနဲ့တော့၎င်းအနေငယ်စကားအခြေတင်များရတာစိတ်ကတိကောက်ဖြစ်ရတာတွေ့ကြုံလာမယ်ချိန်ပိုင်းကြတစ်ခုဖြစ်ပါတယ်အစိုးရဝန်ထမ်းရုံးဝန်ထမ်းတွေနက်ဘန်ကအစိုးရဌာနဆိုင်ရာနဲ့ပတ်သက်ပြီးလုပ်နေတဲ့လူတွေလကစားတွေဝန်ထမ်းတွေအနေနဲ့လုပ်ဖို့ကင်ဘက်အချင်းချင်းကြားထဲမှာပြဿနာတစ်ခုဖြစ်တတ်ပါတယ်သူတို့ပြဿနာဖြစ်ရင်ရနေစင့်ကိုယ့်ဘက်ကနေကူညီလိုက်တာမှကိုယ်ပါအဲ့ပြဿနာတွေပါသွားလို့မျိုးဖြစ်လိမ့်မယ်ဒါကြောင့်သူများပြဿနာကိုယ့်ပြဿနာဖြစ်တတ်တယ်သူများကိစ္စကူညီပေးတဲ့အခါမှာသတိထားပြီးတော့ကူညီပေးပါကိုယ်ကူညီလိုက်တဲ့ကူညီမှုကနောက်တစ်ချိန်ကိုယ့်အတွက်ပြဿနာဖြစ်လာနိုင်တဲ့အရာတွေဆိုရင်ရှောင်ကျင်ပေးပါမနေ့ကသူများအပူကိုယ့်ဘူးသူများပြဿနာကိုယ့်ပြဿနာဖြစ်သွားနိုင်ပါတယ်
Okay မနေ့ကကျွန်တော်တို့တွေ့ကြုံလာမယ်ခုနှစ်သားသမီးတွေရဲ့အကျိုးပေးစေမဲ့ခဏအကျိုးပေးစေမဲ့အယောင်ကန်ထောက်ပံ့ရစေမဲ့ကျွန်တော်တို့ရတရားကောင်းဒါလေးတွေဆက်လက်ပြီးတော့တင်ဆက်မယ်ကျေးဇူးပါရှယ်ပေးတဲ့အတွက်ကျေးဇူးပါပထမဆုံးကြည့်ပေးတဲ့နန်းဆန်နေလေကျေးဇူးတင်ပါတယ်အခုမှဝင်ကြည့်တဲ့လူရောအရင်တုန်းကတည်းကကြည့်နေတဲ့လူတွေရောအားလုံးဒီနေရာအရှင်ကျေးဇူးတင်ပါတယ်โอเคစပါပြီကျွန်တော်တို့ခဏလေးစောက်ပြီနော်ဒါပါကကျွန်တော်တို့တနင်္ဂနွေသားသမီးတွေအတွက်အကျိုးပေးမဲ့အကြောင်းကိုဟောကြားပေးရမယ်ဆိုလို့ရှိရင်အစိမ်းရောင်အကျိုးပေးနေပါတယ်တနင်္ဂနွေသားသမီးတွေsorry တနင်္ဂနွေအစိမ်းရောင်လို့ပြောတာနော်တနင်္ဂနွေသားသမီးတွေမနေ့ကအစိမ်းရောင်အကျိုးပေးနေတယ်တနင်္လာသားသမီးတွေမနေ့ကနီညိုရောင်အကျိုးပေးနေပါတယ်အင်္ဂါသားသမီးတွေကအပြာရောင်အကျိုးပေးပါတယ်ဘော်ဒူးသားသမီးတွေကတော့ကျွန်တော်တို့အနီရောင်ကြက်သွေးရောင်အားကောင်းနေပါတယ်ဂျာရီသားသမီးတွေကတော့အဖြူရောင်အားကောင်းနေပြီးတော့တောက်ကြသားသမီးတွေကတော့အဝါရောင်ရွှေအိုရောင်အားကောင်းနေပါတယ်စနေသားသမီးတွေကတော့မနက်ဖြန်ကကျွန်တော်တို့အနက်ရောင်မှိုင်းပြပြရောင်အားကောင်းနေတာကိုတွားပြီးတွေ့ကြုံလာမယ်ဖြစ်ပါတယ်မနက်ဖြန်ကကျွန်တော်တို့အကျိုးပေးတဲ့ကဏ္ဍအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့တနင်္ဂနွေသားသမီးတွေကမနက်ဖြန်ကနံပါတ်1နံပါတ်6ခဏအကျိုးပေးပါတယ်နံပါတ်2နံပါတ်6ခဏအကျိုးပေးပါတယ်နောက်တစ်ခါကျွန်တော်တို့တနင်္ဂနွေသားသမီးတွေကနံပါတ်2နံပါတ်6ပါတနင်္ဂနွေသားသမီးတွေနံပါတ်2နံပါတ်6ပါတနင်္လာသားသမီးတွေကျွန်တော်တို့နံပါတ်3နံပါတ်1အကျိုးပေးပါတယ်နောက်တစ်ခါကျွန်တော်တို့အင်္ဂါသားသမီးတွေအနေနဲ့ကျွန်တော်နံပါတ်6နံပါတ်3မြအကျိုးပေးပါတယ်6 3မြပေါ့နော်နောက်တစ်ခါကျွန်တော်တို့ဗုဒ္ဓဟူးသားသမီးရာဟုသားသမီးတွေကတော့ကျွန်တော်တို့နံပါတ်9နံပါတ်1အကျိုးပေးပါတယ်ခွန်1အတွဲတွေကျွန်တော်တို့သားသမီးတွေအနေနဲ့ကတော့မနက်ဖြန်ကကျွန်တော်တို့နံပါတ်2နံပါတ်9အကျိုးပေးပါတယ်တပ်ပြသားသမီးတွေကနံပါတ်8နံပါတ်5အကျိုးပေးနေပြီးတော့စနေသားသမီးတွေကတော့မနက်ဖြန်ကနံပါတ်9နံပါတ်5အကျိုးပေးနေတာတော့ပြီးတော့တွေ့ကြုံရမယ်အချိန်ပိုင်းကြတစ်ခုလည်းဖြစ်ပါတယ်ပြန်ပြောပေးဖို့လိုလားမလိုတော့ဘူးเนาะပြီးပြန်ကြည့်လို့ရနေတာပဲမနေ့ကကျွန်တော်တို့ရတရားနဲ့ပတ်သက်ပြီးတော့ကန်ထောက်ပံ့တစ်ခုခုရချင်တယ်ဆိုရင်တနင်္ဂနွေသားသမီးတွေလုပ်ငန်းကိစ္စခက်ခဲလာတဲ့အခါလုပ်ငန်းကိစ္စတစ်ခုခုမပြေလည်တဲ့အခါမှာကျွန်တော်တို့ခေါင်းလောင်းတီးပေးတာမျိုးဒါမှမဟုတ်လို့ရှိရင်တချင်းနားထောင်ပေးတာမျိုးတွေကကိုယ့်အတွက်ကန်ထောက်ပံ့နေဖြစ်ပေါ်စေပါတယ်ကန်ထောက်ပံ့ကောင်းတွေရရှိစေပါတယ်ဒါကြောင့်မလို့မနေ့ကတချင်းနားထောင်ပေးတာခေါင်းလောင်းတီးပေးတာတူရိယာပစ္စည်းတစ်ခုခုဟာကိုယ့်အတွက်ကန်ကောင်းမှုရရှိတဲ့အပိုင်းခြားဖြစ်ပါတယ်နောက်တစ်ခါကျွန်တော်ကြုံတွေ့လာမယ်တနင်္လာသားသမီးတွေကန်ထောက်ပံ့ကောင်းတစ်ခုခုရချင်ကိုယ့်ရဲ့အင်ဂျီဝတ်စားကိုလူတူးတယောက်ကိုလှူပေးပါကိုယ့်ရဲ့အင်ဂျီဝတ်စားတစ်ခုခုပေါ့ပစိုးပဲဖြစ်ဘောင်းမီပဲဖြစ်အင်ဂျီပဲဖြစ်နော်လှူဒန်းပေးပါစွန့်ကြဲပေးပါမနေ့ကကျွန်တော်တို့အင်္ဂါသားသမီးတွေယိုတစ်ခုခုမြတ်စွာဘုရားကိုလှူပေးပါယိုပေါ့နော်ဘာယိုပဲနေတရက်ယိုပဲဖြစ်ဖြစ်ကျွန်တော်တို့အခုဒီချိန်မှာလွယ်တဲ့ယိုပေါ့နော်ယိုတစ်ခုခုယိုထိုးထားတဲ့ပစ္စည်းတစ်ခုခုမြတ်စွာဘုရားကိုလှူပေးပါ
လူမျိုးကြားတွေပြုလုပ်ချင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကိုယ့်ရဲ့ဆရာသမားမိဘတွေကိုလှူပေးပါဖះကိုမလှူချင်ဘူးလူမျိုးရှားတော့ဖြစ်တယ်လူမျိုးကြားတွေအနေနဲ့ကျွန်တော်တို့ပြောပါများလူလဲစကားတွေမှားကုန်ပြီလူမျိုးကြားတွေအနေနဲ့ကျွန်တော်တို့မြတ်စွာဘုရားလှူလို့မရတဲ့လူတွေရှိတယ်လေဥပမာကျွန်တော်တို့အစ္စလမ်တို့เนาะတခြားခရစ်ယာန်တို့ဖြစ်တယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ဆရာသမားမိဘတွေကိုလှူပေးပါနောက်တစ်ခါကြုံတွေ့လာမဲ့ကျွန်တော်တို့ဗုဒ္ဓဟူသားသမီးယာဟုသားသမီးတွေအနေနဲ့ကံအထောက်ပံ့တစ်ခုခုရချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကိုယ့်အိမ်မှာရှိနေတဲ့ထီးအစုပ်အပြက်တောင်းလို့မရတဲ့ထီးရှိလို့ရှိရင်စွန့်ကြဲပေးပါဒါမှမဟုတ်လို့ရှိရင်တခြားလူတူတယောက်ကိုထီးတစ်လက်ဝယ်ပြီးတော့လှူပေးလိုက်ပါ3500တန်ထီးပဲဖြစ်ဖြစ်ပေါ့နော်ထီးတစ်လက်ကိုလူတူတယောက်ကိုလှူဒန်းပေးပါကို့မှာမလှူဒန်းခြင်းဘူးဆိုလို့ရှိရင်စွန့်ပေးရမယ်ကို့မှာထီးတုံးလို့မရဘူးပြက်နေတယ်ကို့အိမ်ထဲမှာဂျောင်ထိုးထားတဲ့ထီးတွေရှိရင်စွန့်ပစ်တကယ်လို့မရှိဘူးဆိုလို့ရှိရင်သူများကိုလှူတစ်ခုခုစွန့်မလားလှူမလားတစ်ခုခုတော့လုပ်ရမယ်နော်မနေ့ကကျွန်တော်တို့ဂျာရာဘေးသားသမီးတွေကံအထောက်ပံ့တစ်ခုခုရချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့အုံလက်9လက်ကိုယ့်ရဲ့အိယာချင်းအောက်မှာထားရပါအုံလက်9လက်ကိုယ့်ရဲ့ချင်းအောက်မှာထားရပါမနေ့ကျရင်အဲ့အုံလက်တွေကိုကျွန်တော်တို့မီးရှို့ပေးတာပဲဖြစ်ရေမျောပေးတာပဲဖြစ်ငါးတန်နင်ခံလို့ပြောပေးပါအုံလက်တွေနော်ထက်အိတ်လို့မရတော့ဘူးဆိုလို့ရှိရင်လည်းမနေ့ကအိတ်ဖို့အချိန်မရှိတော့အခုအုံလက်ခူးလို့မရဘူးဆိုရင်မနေ့ကျတော့မှအဲ့အုံလက်ကိုကိုယ့်နာမည်ရေးလိုက်ပေါ့နော်ကိုနာမည်ကိုနေသားရေးလိုက်ကြာလာပရိနေသားနာမည်ဘလူပေါ့နော်အဲ့ဒါတွေအကုန်လုံးကို့မှာဒီနေ့မှာကြုံတွေ့တဲ့အခိုက်အညက်မကောင်းတဲ့ຢာတွေအကုန်လုံးမီးရှို့ပြီးတော့ပြချပလိုက်နောက်တစ်ခါကြုံတွေ့လာမယ်ကျွန်တော်တောက်ကြသားသမီးတွေကံအထောက်ပံ့တစ်ခုခုရချင်တယ်ဆိုလို့ရှိရင်စက်ပြခဲတွေကိုကိုယ့်ရဲ့ဆရာသမားမိဘတွေလှူပေးပါဖုန်းကြီးတွေကိုလှူပေးပါစက်ပြခဲတွေစက်ပြရည်တွေနော်အခုဒီလိုချိန်ဆိုလှူလို့တာအကောင်းတော့ကိုဝေးဖြစ်နေတဲ့အချိန်ဆိုနော်စက်ပြရည်တို့စက်ပြခဲတို့ဒီလိုမျိုးနဲ့ပတ်သက်ပြီးကိုယ့်ရဲ့ဆရာသမားမိဘတွေကိုလှူပေးပါဟုတ်ပြီနော်စနေသားသမီးတွေကံထောက်ပံ့တစ်ခုရချင်တယ်ဆိုရင်တော့ညနေပိုင်းမှာခွေးတစ်ကောင်ကိုကြက်သားတောင်းမို့လို့ရှိရင်တော့ကျွန်တော်ကြက်ရိုးကြက်နဲ့ပြုတ်လုပ်တဲ့အရာတစ်ခုခုလှူဒန်းပေးပါကြက်သားပြုတ်တို့ကြက်ရိုးတုတ်တို့ဒါမှမဟုတ်ကြက်ပေါင်တို့ CB ကနေလွယ်လင်းတစ်ခုဝယ်လို့ရရင်ခွေးကိုညနေပိုင်းလှူပေးပါဒါဆိုလို့ရှိရင်ကံထောက်ပံ့အကုန်လုံးအဆင်ပြေသွားပါမယ်အားလုံးပဲဒီနေ့ကနေနှုတ်ခွန်းဆက်တာပါတယ်မနေ့ကဒီလိုအချိန်မှာကျွန်တော်တို့ပျော်ပျော်ပါးပါးပြန်တွေ့ကြပါမယ်ဒီလိုတနေ့သာဟောတဲ့ဖတ်ကြားပေးတယ်ဆိုတာတတိရှိဖို့အတွက်ဖတ်ကြားပေးတာပါဖြစ်မယ်လို့လည်းမပြောပါဘူးကိုယ်အနေနဲ့အဲ့ဒီအလုပ်တွေနဲ့ပတ်သက်ပြီးပူးပေါင်းပြီးတော့လုပ်တဲ့အခါမှာလုပ်ငန်းကိစ္စနဲ့ပတ်သက်တဲ့အခါမှာဒါတွေအားနည်းနေဆိုတော့ဒီအဲ့ဒီအပိုင်းကိုတတိထားမိဖို့အတွက်ပြောပြပေးခြင်းဖြစ်တယ်ကံကောင်းစေတဲ့ကဏ္ဍကိုဘာဖြစ်လို့ကျွန်တော်တို့ရွေးချယ်လိုက်တော့မနေ့ကကျွန်တော်တို့ထီထိုးချင်တာပဲဖြစ်ဖြစ်ဒါမှမဟုတ်လို့ရှိရင်တခုခုလုပ်ချင်တာပဲဖြစ်ဖြစ်ဆိုလို့ချင်းကိုယ့်အတွက်ကံကောင်းစေတဲ့ကဏ္ဍကဘာကဏ္ဍလဲသိအောင်ပြောပေးခြင်းဖြစ်တယ်ကံကောင်းစေတဲ့အကြောင်းဘာလို့ပြောပေးတာလဲလို့ပြောရင်မနေ့ကအရေးကြီးကိစ္စတွေနဲ့ပတ်သက်ပြီးတော့အစိုးရဌာနအလုပ်လျှောက်ထားတဲ့လူတွေအရေးကြီးကိစ္စနဲ့ပတ်သက်ပြီးစကားပြောဆိုတဲ့အခါမှာကံအထောက်ပံ့ကောင်းတွေရရှိအောင်ကိုယ့်ရဲ့အကျိုးပေးနေတဲ့အကြောင်းတွေကိုပြောခြင်းဖြစ်တယ်မနေ့ကကျွန်တော်တို့နောက်တစ်ခါဘာဖြစ်လို့ဒီကာလာတွေကိုပြောပေးရလဲဆိုတော့အလုပ်လုပ်တဲ့အခါမှာဈေးရောက်မကောင်းဘူးဆိုလို့ရှိရင်ကိုယ့်ရဲ့ဈေးဆိုင်ရှိမှကိုယ့်အကျိုးပေးနေတဲ့ကိုယ့်ရဲ့ကာလာတွေထည့်မယ်ပေါ့နော်ဥပမာအဝါရောင်အကျိုးပေးနေတဲ့လူတွေကအဝါရောင်နဲ့ဈေးရောက်ကောင်းပါစေလို့ရေးပေါ့ဈေးရောက်မကောင်းတဲ့လူတွေမနေ့ကကိုယ့်ရဲ့အကျိုးပေးနေတဲ့အကြောင်းဆိုလို့ရှိရင်အစိမ်းရောင်အကျိုးပေးနေဆိုရင်အစိမ်းရောင်နဲ့နော်ကိုယ့်ရဲ့ဆိုင်မှာဈေးရောင်းကောင်းပါစေလို့ရေးပေါ့အပြာဆိုရင်လည်းအပြာရေးပေါ့ဒါဈေးဆိုင်နဲ့ပတ်သက်တဲ့လုပ်ပေါ့နော်အဲ့ဒါကြောင့်မို့အယောင်တွေကိုပြောပေးခြင်းဖြစ်တယ်နောက်တော့ကံထောက်ပံ့ရစေမဲ့ရတရားတွေဘာလို့ပြောလဲဆိုတော့တချို့ရတယ်ကြတော့ကိုလုံနေရတာနဲ့ခက်ခဲနေတတ်တယ်အလုပ်တော့လုပ်တယ်ကိုလည်းစူးစားတယ်ကံတရားကသူမလိုက်လာတဲ့အခါကျရင်ဒီလိုမျိုးရတရားလေးတွေပြုလုပ်လိုက်တဲ့အခါကျရင်ကံတရားကသူ့ဟာသူအထောက်ပံ့တစ်ခုခုကိုပေးလာနိုင်မယ်ဒါဆိုရင်ကိုယ့်ရဲ့ခက်ခဲမှုတွေကအရင်ကြီးမခက်ခဲတော့ဘူးလွယ်ကူသွားမယ်ဒီလိုအပိုင်းခြားတွေကိုပြောတာဟုတ်ပြီနော်ကဲအားလုံးပဲဒီနေရာနေစဉ်နှုတ်ခွန်းဆက်တာရင်လည်းကျွန်တော်မနက်ဖြန်က12ရက်နေ့9လပိုင်း2020ရဲ့ကံညမဖတ်ကြားမှုနဲ့တကွကျွန်တော်ရဲ့ပြောကြားမှုအစီအစဉ်ကိုဒီမှာပဲရန်နာခွင့်ပြုပါမိတ်ဆွေတို့လည်းချမ်းသာချမ်းသာကြပါစေလိုရာခရီးရောက်ရှိနိုင်ကြပါစေကိုကျမ်းမာခြင်းစိတ်ချမ်းသာခြင်းတွေနဲ့ပြည့်စုံပြီးတော့ကိုယ့်ရဲ့မိသားစုဘဝကိုယ့်ရဲ့ချစ်သူဘဝကိုယ့်ရဲ့လူနေမှုဘဝအဆင့်တန်းလေးတွေမြင့်ပြီးတော့အေးအေးချမ်းချမ်းနဲ့နေထိုင်နိုင်ပါစေလို့ဒီနေ့ကနေဆုံးမကောင်းတောင်းပေးလိုက်ပါတယ်အားလုံးပဲ good luck ပါ